Alo Mingala Shido Nearly not Nick Carabia by Mingala Bakmia. Shabi the do it. About Medica do good I look at it Yeria Bono. I don't. Bamelica let do my army again Gala Duma, yet do Zagia and do not general Pia Vale. To Bovale, Torojigu. Young Gangia the Bobia, no? But Sha Beta di Male. Last up young needed. Palo Beani Belusa the Loma Medido. Loga you a so big and long, she needed so that Ludy, Shapi the Panine. Oh, we know. Lolo Loma Medio, Alobono. I can't hear Jadidia Yamiani. Almian Broloro, dear Cacao, Jolly and Broloro, blessed Ludy Panine. I about Medica could I look at a young county view to La Viola. The Kamajan with the Moody. A young Colomudo, you know, pay the day, you know, Mala de Jariani. La Gora, the Tamba, that give Piona 20 to cover it. That give Piona 20. Or Piona, you do Piona. No? The Matema, I could Misa by the church level. Garnet, Tini of Pebble, Misa of Pebble, Misa of Kagina Nyalea, no? Kagina Nyalea, Garnet Pelea, Misa of Pebble, Obino. Below here, the Pembeco, Cajon Dali, Domo, a don't darling, a chonlike, Misa Bola, chonlike, Kera chonlike. Obino. I bought the Pema and Mitomamolo. Alors, quand il y a plein de choses là, du jour, plein de dis quand paie ma femme, ah bah ça il m'a moulu, tu dois n'aller là, ça il m'a moulu, dis quand dans les télé il y a pierre bidosi, hein, il va mal, tu as mis dans ma aiba, ça il va mal mettre un. Quand il y a plein de 20 locaux, il y a un gagne, il y a un gagne. Alors, plein de 20 bidosi, hein, bari ko ba say yame, bari alorsတော့say yame,ခင်ဗျာalorsတော့say yame.ခင်ဗျားတို့အခက်ခဲကကြီးမားနေတာအောင်မြင်နေလက်ရှိကြုံနေရတဲ့ခက်ခဲတဲ့လွတ်မြောက်ပြီးတော့မှဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့အဲ့လောက်ကတော့ခင်ဗျားတို့ဝိရိယဆက်ရမယ်နော်လွယ်လွယ်လေးတော့မရဘူးဗျလွယ်လွယ်လေးမရဘူးအဲ့အလွယ်ကြိုက်တဲ့လူတွေကျွန်တော်ဗီဒီယိုကြော်သွားလိုက်နော်ဟိုနေရာတွေကတချို့ကရရလွယ်လွယ်လေးနဲ့စွမ်းတာရှိတယ်ဟာတော့အမအမေရိကလုတ်ခဲ့တဲ့အတိုင်းကျွန်တော်ပြောတာမို့လို့ကျွန်တော်တို့ဆရာတခင်လုတ်တဲ့အတိုင်းကိုကျွန်တော်တို့ကဆော့ပြီးပြောလို့မရဘူးပို့ပြီးပြောလို့ပဲရှိတယ်ဆော့လို့မရဘူးနော်အဲ့တော့ဖျောင်းလိုက်ထွက်မယ်ဟုတ်ပြီနော်ကကဖျောင်းလိုက်ထွန်းပြီးတော့ဒီဖျောင်းနိုင်အပေါ်အခုလက်ရှိရိုးဖျောင်းနိုင်ကိုမူလဒီမီးစာဘက်ကိုဓာတ်နဲ့ညှိမယ်အဲ့တော့အောက်ကဖယ်ဆိုင်ပြီးတော့ဒီမှာရချွန်းရမယ်ခဲကျွန်းနဲ့လည်းချွန်းလို့ရတယ်အဲ့မှာမီးစာမီးထွက်မယ်မီးထွက်လို့ရှိရင်ကျွန်တော်တို့ဗရီကိုယ်ပဲစိတ်ရမယ်လွယ်လွယ်လေးပဲဘုဒ္ဓမေတရဏအញ្ញန္တတိဗရီတလုံးချဓမ္မောမေတရဏအញ្ញန္တတိဗရီတလုံးချတန်ဃောမေတရဏအញ្ញန္တတိဗရီတလုံးချဘုဒ္ဓတရဏကိစ္ဆာမိဗရီတလုံးချဓမ္မတရဏကိစ္ဆာမိဗရီတလုံးချတန်ဃတရဏကိစ္ဆာမိဗရီတလုံးချလွယ်လွယ်လေးပဲနော်ဘုရားမေတ္တရဏအញ្ញန္တတိဓမ္မမေတ္တရဏအញ្ញန္တတိတန်ဃောမေတ္တရဏအញ្ញန္တတိဘုရားတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃတရဏကိစ္ဆာအဲ့ဒါကိုပရိကိုပါစေရတက်စစ်တနေ့ကိုတတိုင်းတက်စစ်ထွန်းသွားမိမိဥမာဆရာဆိုတာအသက်40လောက်အခုရပိုင်းဝင်လာပြီရက်ပေါင်း40လောက်ရမယ်တနေ့တတိုင်းဖျောင်းလိုက်ထွန်းတဲ့အချိန်မှာစိတ်ပရိကိုပါစေရမယ်တထိုင်နဲ့ကိုပါစေရမယ်ဟုတ်ပြီနော်မိမိအသက်35နှစ်ဆိုရင်35တိုင်း35ရက်တရက်ကိုတတိုင်းလုံးနဲ့35ရက်တက်စစ်ဒိဋ္ဌံဝင်ရမယ်မိမိအသက်50ဆိုရပောင်း50ဒိဋ္ဌံဝင်ရမယ်အဲ့ဒီဒိဋ္ဌံပြီးပြီဆိုရင်ခင်ဗျားတို့လွတ်မြောက်ပြီးတာမှတ်လိုက်ပြီတော့ခင်ဗျားတို့အခက်ခဲလွတ်မြောက်ပြီးတာမှတ်လိုက်ပြီတော့ကျွန်တော်အရင်ကောင်းတယ်လို့လာပြောတာဟုတ်ပြီနော်လမ်းစာပြောင်းနေတဲ့လူတွေဘဝအခုအခက်ခဲအမျိုးမျိုးနဲ့အဆုံးပေးခြင်းလောက်အောင်မနှက်ဖန်ရောက်မှတောင်ကြောက်နေရတဲ့လူတွေလောက်ပါတက်ရှိဒိဋ္ဌံဝင်ရမယ်တနေ့ကိုတတိုင်းလုံးအဲ့တော့ဆရာဘယ်နေ့ကစပြီးဒိဋ္ဌံဝင်ရမလဲကိုယ့်ရဲ့မွေးနေ့မနေ့9:45မှာဝင်နိုင်ရင်ကောင်းတယ်အကူကတနင်္ဂနွေဆိုတနင်္ဂနွေပေါ့တနင်္ဂနွေနေ့မနေ့ပေါ့ဗျာကိုကတနင်္လာနေ့မနေ့ပေါ့ကိုကတောက်ကြဆိုတောက်ကြနေ့မနေ့ပေါ့ကိုကအင်္ဂါဆိုအင်္ဂါနေ့မနေ့9:45အဲ့တော့တချို့ဝန်ထမ်းတွေအဲ့ချေမအောင်ဆိုရင်ညပေါ့ည9:45မှာအတိတ်တန်ဝင်နောက်နေ့ကျတော့ရတဲ့အချိန်ဘယ်အချိန်မှဆိုရဒါပေမဲ့တထိုင်နဲ့ကိုယ်ပဲစေရမယ်ဘုရားမေတ္တရဏအញ្ញန္တတိဓမ္မမေတ္တရဏအញ្ញန္တတိတန်ဃောမေတ္တရဏအញ្ញန္တတိဘုရားတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ဃောဒါအဘာမေရိကသူကိုယ်တိုင်လုတ်ခဲ့တဲ့ရရနော်အဲ့သူအသက်40တောင်းကနေတွေ့တယ်ဟုတ်ပြီနော်သူအသက်40လား41လားမသိအဲ့တော့လုတ်ခဲ့တဲ့ရရပါချက်ချင်းလက်ငင်းနော်သူစာပေရေးသားခွင့်တွေလည်းရတယ်ချက်ချင်းသူအပေါင်းအဆက်အသွယ်ကောင်းတွေရလာတယ်မိကောင်းဆွေကောင်းတွေတိုးလာတယ်အရန်ကောင်းတဲ့ရရမို့လို့ကျွန်တော်ရှာပေးတဲ့တွေလာပေးတာဟုတ်ပြီနော်လာပေးတာပါကကင်းကလက်ငင်းအကျိုးပေးတယ်ဆိုတော့ကြားဦးတယ်မို့နော်ကကင်းဖျောင်းလိုက်ထွန်းလို့ကောပါတယ်နားလဲမနော်ဖျောင်းလိုက်အဖြူအောင်မယ်တေးလေးတော့မရောက်ကြဘူးကိုယ့်ရဲ့လက်တပိုက်တော့ရှိကိုလို့တယ်ဒါဆိုဒါအောင်ကြီးဟိ15တိုက်တော့6တိုက်တော့9တိုက်တော့ဒီလက်တပိုက်တော့ရှိကိုလို့တယ်ဖျောင်းလိုက်ထွန်းဗရီကိုပဲစိတ်ဒါပဲကိုယ့်ရဲ့မွေးနေ့မနေ့9နာရီတော့ည9နာရီမှာစပြီးအသိထံဝင်ထိုင်နေတဲ့ဗရီကိုပဲစိတ်ရမယ်လောက်ကြည့်လိုက်စမ်းပါပြီးရင်ခင်ဗျားကျွန်တော်ကျေးဇူးတင်နေလိမ့်မယ်နော်ပြီးရင်ခင်ဗျားကျွန်တော်ကျေးဇူးတင်နေပါအဲ့တော့ကြံတဲ့လူတွေတက်လှုပ်လို့ရအောင် share ပေးပေါ့ဗျာ share ပေးပြီးတော့မှကုလို့ယူပေါ့ဟုတ်ပြီနော်ကျွန်တော်အဲ့ဒါလေးလာပြောတာနောက်
ဒါတော့အလောက်ကင်နေကောင်းပြီးငွေတွေဝင်လာဖို့တက်ဆင်ထားတာဩဇာရနဲ့တရလာနံငွေရဲ့အမြင့်အညွန့်ဩဇာရနဲ့လောက်ထားတာစင်အိုအိုးစီစွန့်အုပ်စွန့်အိုးစီစွန့်အုပ်ဒရောင်လောက်ရှိတယ်မိမိရဲ့အေကန်သို့မဟုတ်ရုံကန်တွေကဇပွဲပေါ်မှာတင်ထားဖျားเจ้าတော်မှာတင်လိုက်ရတယ်ဈေးရောက်တဲ့ပြည်ဆိုဈေးရောက်တဲ့ကောင်တော်မှာတင်လိုက်ရတယ်မိကန်တက်တော်မှာတင်ထားလိုက်ရတယ်ဒါအလောက်ကင်နေကောင်းပြီးငွေဝင်ဖို့အောက်ဆုံးကဒီစွန့်အိုးထဲမှာပတ်ဆက်1000နံကိုခောက်ထည့်ပြီးရင်အိုးစီကိုတင်ဒီစွန့်အုပ်ကအဖုံးဖွင့်လို့ရတယ်နော်အပေါ်ဆုံးကစွန့်အုပ်ကိုတင်ရမယ်စွန့်အဖုံးဖွင့်ဒီထက်မှာအကျွေးစီလေးတစ်စီးထည့်တာအကျွေးစီထည့်ပြီးတော့မှအုတ်ခါအကျွေးစီ9ပြားစီ10ပြားစီမတ်စီကြက်စီမူးစီအကုန်ရတယ်ထိုင်းပတ်စီတရုတ်ဒင်းကားစီအကုန်ရတယ်စေအောင်ဒင်းကားပြလဲရတယ်ဒီလိုလေးဓာတ်ဆင်ထားလိုက်အဲ့ဒါအခုဒီနေ့အကုန်အစုံ90စွန့်အိုးစီစွန့်အစုံ90ဒီနေ့ခုဆရာစီကိုရောက်တယ်ဥရတူယူပဲအဲ့ဒါလည်းခုနေ့ကလည်းအစုံ30ရတရက်ထက်နဲ့ကုန်သွားတာကျွန်တော်ဒါမျိုးထောင်ချီးနေပါပြီနော်မြန်မာပြည်ရက်ကိုပို့ပေးနေတာဒါပေမဲ့ကျွန်တော်စီကိုငွေကိုအရင်ကြိုလွှဲရတာခင်ဗျငွေကိုကြိုလွှဲရတာဆိုကျွန်တော်ယုံမှမှာမယုံရင်ခင်ဗျားကိုလည်းအာယုံနောက်တယ်ကျွန်တော်လည်းအာယုံနောက်တယ်အိမ်ရောက်ငွေချီလုံးဝမရဘူးဟုတ်ပြီနော်ကျွန်တော်ဈေးတယ်မဟုတ်ဘူးကျွန်တော် online store ဈေးရောက်နေတာမဟုတ်ဘူးမယုံရင်မမှားပါနဲ့ဟုတ်ပြီနော်ကျွန်တော်အတန်ကိုလည်းမှတ်ထားပတ်ဆက်လွှဲကြရင်ဖုန်းခေါ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကျွန်တော်ရဲ့ TikTok ဖိုင်နဲ့ကိုဝင်ကြည့်လိုက်ဖိုင်မှာတင်ထားတဲ့ Viber နံပါတ်အဲ့တော့ Viber TikTok Messenger Facebook Messenger မှာလာမှာလို့ရတယ်အိမ်ရောက်ငွေချီမရဘူးနော်ကျွန်တော်ဈေးတယ်မဟုတ်ဘူးကျွန်တော်ယုံရင်မယုံပါနဲ့အာယုံနောက်တယ်ဟုတ်ပြီနော် live ပေါ်မှာလူတိုင်းကိုလည်းယုံလို့မရဘူးအဲ့ကြောင့်ကျွန်တော်ငွေလွှဲကန်ကြီးဖုန်းဆက်ဆက်အောင်ဟုတ်ပြီနော်တချို့အိမ်ရောက်ငွေချီကျွန်တော် online store ဈေးရောက်နေရမှာမဟုတ်ဖ ೇನೆ ဗျခင်ဗျားတို့ကလည်းဈေးတယ်မှာမဟုတ်ဘူးယုံပါမှာဟုတ်ပြီနော်မယုံမမှာနဲ့ခင်ဗျားတို့လည်းအာယုံနောက်တယ်နော်အဲ့ဒါကတော့စွန့်အိုးစီစွန့်အိုးတာအလောက်ကင်တွေကောင်းပြီးငွေတွေဝင်လာဘူးအဓိကအလောက်ကောင်းမှငွေဝင်မှာအလောက်ကင်တွေအယောင်းငွေတွေကောင်းမှငွေဝင်မှာဟုတ်ပြီနော်ဒါကတော့အခုအစုံ50ဥရယူပေါ့နော်ကန်ဆာတာတွေကောင်းလာဖို့အတွက်ဓာတ်ပကြီးကနော်ဒါကျွန်တော်စီမံပေးတဲ့ဓာတ်ပကြီးကတွေမြန်မာပြည်ရက်ကိုပို့ပေးတာအဲ့ဓာတ်ပကြီးကတွေလည်းအများကြီးပဲဒါပေမဲ့သူချိတ်ချင်တဲ့နေရာကတ်ချင်တဲ့နေရာမှာကတ်လို့မရဘူးကျွန်တော်ပြောတဲ့အချိန်ကျွန်တော်ပြောတဲ့မိမိတို့ရဲ့အေကန်ယုံကန်အိမ်စီကန်ဆိုင်ကန်အဲ့မှာကျွန်တော်ပြောတဲ့အရက်မျက်နှာမှာကတ်ဒါကနတ်တို့ဖန်ရေကန်အတင်းကြာတဲ့လက်တို့ဖန်ရေကန်အတင်းကြာတဲ့ဓာတ်ပကြီးကမှန်ပေါင်းသွင်းနိုင်တော့ပိုကောင်းတယ်ဒါကမိုးရွာလုံးရေကန်ချမ်းသာအောင်ကြံနော်ဇနီးပေါင်းနဲ့2ယောက်တိုင်ပေမဲ့လည်းအလုတ်ကိုင်းတွေလုံနိုင်အောင်လို့ဒါမိုးရွာလုံးရေကန်ချမ်းသာအောင်ကြံဒါဘာလို့ဓာတ်ပကြီးကခေါင်းမြန်ပေါ်နေရလားမသိဘူးအဲ့တော့ဇနီးမောင်နဲ့ဆိုလို့ရှိရင်ဒီမှာမိန်းမလုပ်သူရဓာတ်ပုံကိုကက်လိုင်စင်ဓာတ်ပုံဒီမှာအမျိုးသားယောက်ျားလုပ်တဲ့ဓာတ်ပုံကိုကက်ဒါမိုးရွာတော့ရေခံချမ်းသာအောင်ကျန်နောက်ကိုကရွက်ချက်ရီမချက်တွေအညာဆုံးပြေးဝလာဖို့အတွက်တနစ်တလပကံပဲပြေးမလဲနော်ဒီမှာဓာတ်ပုံကက်ကိုရဓာတ်ပုံကက်ဘေးဓာတ်ပကြီးက9မျိုးနောက်အယောင်ဝယ်ဓမ္မတွေဈေးတိုင်းဓမ္မတွေဘာလုပ်တဲ့လူတွေဖြစ်ဖြစ်နောက်အိမ်ချမ်းမြေပွဲစားတွေပဲဖြစ်ဖြစ်ဒါကဆွေကြီးတာလို့အဲများလားမိမိရဲ့ဆိုင်မှာအဲ့ဒီလူစီကားစီဖို့အတွက်ဟုတ်ပြီနော်ကြောင်းမြန်ပေါ်နေရလားမသိဓာတ်ပကြီးကားတွေကနော်ဒါကတော့တာသမီတွေကိုပြောစကားနားထောင်ပြီးတော့မှတာသမီတွေလိန်မာရေးချရှိဖို့အတွက်ဒါဆွေအိုးထမ်းတာကိုမြင်လို့ပါပြီနော်ဒါဆွေအိုးထမ်းတာကိုမြင်လို့ပါဓာတ်ပကြီးက9မျိုးနော်ဓာတ်ပကြီးကအနည်းဆုံး3ချက်တော့ချိတ်ရတယ်အခုကျွန်တော်ပြောတဲ့9မျိုးသလုံးချိတ်နိုင်တယ်ဆိုလို့ရှိရင်ကောင်းတယ်ဒါပေမဲ့တာသမီမရှိရလူကြတော့အဲ့ဒါဆွေအိုးထမ်းတာကိုမြင်လို့ပါဒီဓာတ်ပကြီးကချိတ်စရာမလိုဘူးဟုတ်ပြီကျွန်တော်ပြောအဲ့ဒါတော့ပြီနော်အဲ့ဒါလည်းဓာတ်ပကြီးက1မျိုးကိုအရွယ်50စီအခုစီမံထားတယ်ဥရလူယူဟုတ်နော်အဲ့ဒါလည်းကိုကြိုလို့ရတဲ့တက်တော့ message တော့ဘိုင်ပါမှာပါစောစောကျွန်တော်ပြောတဲ့ကက်ကဲဖျောင်းနိုင်ထွန်းကြီးနားလဲမယ်နော်လက်ရှိရိုးဖျောင်းနိုင်ထိတ်ကအချွန်လေးကိုကက်ကြီးတဲ့ဖြစ်ညှက်လိုက်ပါဒါနဲ့တိတိနေအောင်ညှက်ပြီးလို့စင်အဖင်ကိုချွန်လိုက်အဲ့ချွန်တဲ့ဘက်ကိုပြီးထွန်းရမှာပြောင်းမြန်ပေါ့ဗျာနော်ကက်ကဲဖျောင်းနိုင်ထွန်းကြီးပြီးလို့စင်ဒီကိုပဲစိတ်ရမယ်ဟုတ်ပြီနော်လောက်ကြည့်ကြဇမ်းမာနော်ကျွန်တော်အဲ့ဒါကြီးလာပြောတာရှာပေးတတ်တဲ့အတွက်နော်အဲ့တော့sub base ခွန်ရတာတမီအားလုံးယနေ့ယခုအချိန်ကစပြီးတော့မှာဘဝအမောတွေပြေပြောက်ကြပါစေဘေးအပေါင်းရံပေါင်းတွေကင်းဝေးကြပါစေလက်ရှိကြုံတွေ့နေရတဲ့အညအခိုက်မှန်တယ်မြအပူပင်တော့ကမှန်တယ်မြပိန်းကြရွတ်ပေါ်ရေမတင်တကဲ့တို့ကင်းစင်လွတ်မြောက်ကြပါစေပေးစရာကြံ့ကြနေတဲ့ငွေအကျွေးများအများဆုံးပေးနိုင်ဆက်နိုင်ကြပါစေရစရာကြံ့ကြနေတဲ့ငွေအကျွေးများလည်းအများဆုံးလက်ဝဲပိုင်ပိုင်ရရှိကြပါစေစိတ်ရောကိုယ်ပါကျမ်းမာချမ်းသာကြပါစေဗျာ